皆さん、こんにちは。ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Time Management JLPT ဖြည့်ချင်တဲ့သူတွေအတွက် form loading ရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်။အဲ့တော့ပထမဆုံးကတော့ Google မှာပေါ့နော် Google မှာ JLPT Thailand ဆိုပြီးတော့ရှာလိုက်လို့ရှိရင်အပေါ်ဆုံးမှာပေါ်လာတဲ့ link လေးကိုနှိပ်လိုက်ပေါ့နော်။အဲ့ဒီ link လေးကိုတစ်ချက်နှိပ်ကြည့်ပေါ့နော်။နှိပ်မယ်။အဲ့တော့ပြီးရင်ဒီမှာကသူ့ရဲ့ဒီမှာပေါ့နော်ရှင်းပြထားတယ်ပေါ့နော်ဒီမှာ GLPT ဆိုလို့ရှိရင် N2 နဲ့ N1 ဆိုလို့ရှိရင် morning ဘိုင်းမှာဖြည့်ပြီးတော့3 4 5ကကျတော့ afternoon ဘိုင်းမှာဖြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာပြီးတော့ဖြည့်ရမယ့်အချိန်တွေနဲ့ဒီမှာကြည့်လို့ရတယ်ပေါ့နော်တင်လို့ရမယ့်ရက်တွေလည်းဒီမှာပါတယ်ပေါ့နော်အဲ့တော့ form တင်လို့ရမယ့်ရက်ကကျတော့ဒီ2025ဇူလိုင်အတွက်ဆိုလို့ရှိရင်မတ်လ1ရက်နေ့ကနေပြီးတော့24ရက်နေ့မတ်လအထိပေါ့နော်ဖြည့်လို့ရမယ်အဲ့တော့ပြီးရင်နောက်တစ်ခါကျတော့ application fee ကကျတော့ form fee ကကျတော့ N1 N2 N3 ကကျတော့ပတ်1000ပြီးရင်4 5ကကျတော့800ပေါ့နော်အဲ့တော့ test တွေဖြေရမယ့်နေ့ကကျတော့6ရက်နေ့ဇူလိုင်ပေါ့နော်2025မှာဖြေရမယ်ဒီမှာကန့်သက်ထားတဲ့လူတွေရှိရပါတော့ဒီမှာချင်းမိုင်နဲ့ဘန်ကောက်ကတော့လူရင်ကန့်သက်ထားဘူးအောက်ကဥပွန်ဆိုရဲနေရာမှာတော့ကန့်သက်ထားတယ် application examination location ဖြေရမယ့်နေရာကကျတော့ဘန်ကောက်မှာဆိုလို့ရှိရင် Kasset University မှာဖြေရမယ်ချင်းမိုင်မှာဆိုလို့ရှိရင်ချင်းမိုင် University မှာဖြေရမယ်ဥပွန်ရချာတနီမှာဆိုလို့ရှိရင်ဥပွန်ရချာတနီ University မှာဖြေရမှာအဲ့တော့ဒီနောက်တစ်ခုကကျတော့လိုအပ်တဲ့ဥစ္စာတွေကကျတော့ဒီမှာပေါ့နော်photo ရယ်ပြီးတော့ copy ရော passport ပေါ့နော်နိုင်ငံသားဆိုရင်တော့ passport နဲ့ဖြည့်လို့ရမယ်ပေါ့နော်အဲ့တော့ဒီအရာတွေပြင်ဆင်ထားပေါ့အဲ့တော့ဖြည့်မယ်ဆိုလို့ရှိရင် form တင်မယ်ဆိုလို့ရှိရင်တော့ apply လုပ်လိုက်တယ် Okay apply လုပ်လိုက်မယ်ဆိုရင်အရင်ဆုံးကိုက register လုပ်ရမှာပေါ့နော်ကို account နဲ့ register လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးကို account ကို create လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ sign ကလေးကိုရွှေ့တယ်ပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်ကိုဖြေရမယ့် sorry ကိုရဲ့ information တွေကိုထည့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာနဲ့ဖြေမှာလဲဆိုလို့ရှိရင် passport နဲ့ဖြေမှာ passport နဲ့ဖြေပြီးသွားလို့ရှိရင်ဒီမှာဘာဖြည့်ရမလဲဆိုတော့ကိုယ့်ရဲ့ passport number ပေါ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဖြည့်မယ်ပြီးရင်နောက်တစ်ခါကျတော့ gender ကကျတော့ female male ရွေးရမှာနော်နောက်တစ်ခုကကျတော့ first name ကကျတော့ကိုယ့်ရဲ့ပထမဆုံး name က first name ဖြစ်ပြီးတော့ last name ကသူ့ဒီမှာကကျတော့ ကွက်လက်ထည့်ခဲ့လို့မရဘူးနော်အဲ့ဒါကြောင့်မလို့ကိုရဲ့ရှေ့ဆုံးအလုံးကို first name နေရာမှာထည့်ပြီးတော့ကျန်တဲ့အလုံးတွေကိုကျတော့နောက်ကနေရာမှာထည့်လိုက်ပါနော် Okay ပြီးရင်နောက်တစ်ခုကကျတော့ email address ဒီမှာလဲကိုယ့်ရဲ့ email address ကိုထည့်ပါနော် email address ကိုထည့်မယ်ပြီးရင် date of birth လဲကိုယ့်ရဲ့ date passport တွေက date ကိုတေချာလေးထည့်ပါနော် Okay ဒီမှာပြီးနောက်တစ်ခုကကျတော့ native language ကကျတော့ Burmese ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ Burmese ကိုထည့်မယ်ဒီနောက်တစ်ခုကကျတော့ဒီမှာပေါ့နော်နေရဲ့လိပ်စာပေါ့နော် address ကကျတော့ကိုနေတဲ့အခုလက်ရှိထိုင်းမှာနေတဲ့နေရာကိုမှန်မှန်ကန်ကန်ထည့်ပေါ့နော်ဘာလို့လဲဆိုတော့သူရဲ့အောင်စင်းလက်မှတ်ပေါ့အောင်လက်မှတ်ကကျတော့သူတို့ကပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့နေရဲ့လိပ်စာကိုပို့ပေးအောင်ပေါ့နော်အဲ့တော့ဒီကမှန်မှကိုစီရောက်လာမယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ address ဖြည့်မယ်ဆိုလို့ရှိရင်တည်တည်ချာချာလေး queue ဆိုင်ပြီးတော့ဖြည့်ပေါ့နော်ဒီဟာကလည်းအဲ့လိုပဲပေါ့နော်ဒီနေမှာထည့်ပြီးတော့ဒီမှာကကျတော့နေရာတိုက်ခန်းနံပါတ်တွေနေရာဒေတာပေါ့နော်အဲ့ဒါတွေထည့်ပြီးတော့အကုန်လုံးမှန်သွားပြီဆိုလို့ရှိရင် submit button လေးကိုနှိပ်မယ်ပေါ့နော်ဘတ်တန်ကိုနှိပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ account ဖြစ်ရသွားပြီပေါ့နော်အဲ့တော့ activate လုပ်ဖို့အတွက်ခုနကထည့်ခဲ့တဲ့ email ပေါ့နော် email နဲ့ passport number ကိုထည့်လိုက်ပေါ့နော်ပါလို့ရှိရင်နော် membership has been activate ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုရှင် apply for the exam အတွက်ပြင်ပါ Okay ပြီးရင်တော့ဒီမှာကခုနကဖြည့်ခဲ့တဲ့အဲ့ဒီ passport number နဲ့ email address လေးကိုပြန်ဖြည့်လိုက်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်တော့ page ကိုရောက်သွားပြီเนาะအဲ့တော့ဒီ page မှာဆိုရှင်ကိုကဘန်ကောက်ချင်းမိုင်ဥပုံဆိုပြီးတော့3မျိုးနေရပါတော့3နေရာရွေးလို့ရတယ်အဲ့ဒီမှာကိုဖြည့်စီတဲ့လေတူ3ပေါ့နော်2ဆို2 3ဆို3အဲ့ဒီမှာ2နဲ့ချက်သွားလိုက်မယ်
ဒီမှာကကြတော့ဒီမှာကိုယ့်ရဲ့ပေါ့နော်အောင်စင်းထွက်လို့ရှိရင်ကိုကြည့်ရမယ် passcode ပေါ့နော်အဲ့ဒါကိုကိုယ့်အကိုဖြည့်လိုက်ပေါ့နော် Okay next ပြီးသွားရင်တော့ဒီ page ကိုရောက်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် institution where you study ပေါ့နော်ဂျပန်စာလေ့လာခဲ့တဲ့နေရာပေါ့နော်အဲ့တော့ MYN MAR မြန်မာထည့်လိုက်မယ်ပေါ့နော်မြန်မာထည့်လိုက်လို့ရတယ်ပြီးရင်တော့ကျတော့ place of learning Japanese choose ပေါ့နော်အဲ့တော့ဂျပန်စာကိုလေ့လာခဲ့တဲ့နေရာမှာ education မှာပါလာပေါ့နော်ဒီကကိုဖြေခဲ့တဲ့နေရာကိုရွေးပေါ့နော်ပြီးရင်နောက်တစ်ခါကျ reason for taking this exam စပွဲဖြေရတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုယ်နဲ့သက်ဆိုင်တဲ့ရည်ရွယ်ချက်တစ်ခုကိုရွေးပေါ့နော်နောက်တစ်ခါကျတော့ occupation နဲ့ပတ်သက်ပြီးတော့ကျတော့ကိုကကြောင်တာလားအလုံးလုံးနေရတာပေါ့နော်ကြိုက်တာထည့်လို့ရတယ်ပြီးနောက်တစ်ခါကျတော့ occupation detail နဲ့ပတ်သက်တော့အာဂျပန်စာကိုသုံးပြီးတော့လုံးနေရတဲ့ပေါ့နော်ကိုလုံးကိုနဲ့ဆိုင်တဲ့ဟာလေးတွေဖြည့်ပေါ့နော်နောက်တစ်ခုကကျတော့ media ပေါ့နော်ကိုလေ့လာခဲ့တဲ့ဂျပန်စာဘယ်ကနေ YouTube social media ပေါ့တစ်ခုခုစာအုပ်လား animation လားအဲ့လိုမျိုးတစ်ခုခုထည့်လို့ရတယ်ပေါ့နော် TV program drama အဲ့ဒါတွေကြိုက်တယ်ထည့်လို့ရတယ်ဒီနောက်တစ်ခုကကျတော့ the person with who usually communicate သူနဲ့စကားပြောပြလေပေါ့နော် sensing နဲ့ဆိုလို့ရှိရင်တော့စကားလည်းပြောတယ် listening လည်းလုပ်တယ်ပြီး reading ပြီး writing နောက်တစ်ခုကကျတော့ Tomodachi နဲ့ဆိုလို့ရှိရင်လည်း speaking လုပ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ family နဲ့ဆိုလို့ရှိရင်တော့ family နဲ့ဆိုရင်တော့များသောအားဖြင့်ကိုမောင်နှမတွေပါရှိမရှိလို့ရှိရင်အဲ့လိုပေါ့နော်မရှိဘူးဆိုရင်တော့ nan ထည့်လိုက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျ supervisor ကိုယ့်ရဲ့အထက်လူကြီးနဲ့ဆိုရင်လည်းဘယ်လိုတွေလုပ်လဲပေါ့နော်အဲ့လိုပုံစံမျိုးလေးထည့်ပေါ့ listening လုပ်တယ် speaking လုပ်တယ်နောက်တစ်ခုကကျတကယ်ချင်းတွေနဲ့ဆိုရင်လည်း listening လုပ်တယ် speaking လုပ်တယ်ပေါ့နော်အဲ့တော့ customer နဲ့လည်းအဲ့လိုမျိုးပုံစံမျိုးလေးရေးလို့ရတယ်နောက်တစ်ခုကျတော့ JLPT ပေါ့နော်နောက်ခေါက်ဖြည့်ပြီးပြီလေဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာ N3 ဆိုလို့ရှိရင် N3 ဆိုရင်ဒီမှာတစ်ခေါက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြည့်မယ်ပြီးရင်တော့ကျ N4 ဆိုလို့ရှိရင်လည်းတစ်ခေါက်ပေါ့နော်နောက်တစ်ခါကျတော့ pass or fail at each time အောင်ခဲ့လားရှုံးခဲ့လားပေါ့နော်ဒီမှာကိုကကု N3 လဲကိုကကုကိုလုပ်ခဲ့တဲ့မူဒီဟာကိုဒီတော့ဖြည့်လို့ရတော့ခေပြီးရင်တော့ next ကိုထပ်နှိပ်ပါပေါ့အဲ့တော့ next ကိုထပ်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာကကျတော့ equity တရားငွေမချေရတယ်ပေါ့အဲ့တော့ဒီမှာသူပေးတဲ့ဥစ္စာပေါ့ဒီမှာဆိုလို့ရှိရင်ပုံထည့်ရမယ်ပေါ့ပုံထည့်မယ်ဆိုလို့ရှိရင်ဒီ choose file လေးကိုနှိပ်ပြီးတော့ဒီပုံလေးကိုထည့်ရတယ်ပုံထည့်ပြီးတော့နော်ဒီမှာကိုရဲ့ဒီနားလေကြောင်းမှတ်ကြောင်းပေါ့အဲ့လိုထည့်မယ်ပြီးရင် next နှိပ်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ passport ပေါ့နော် passport ပေါ်လှည့်ရလိုက်ရိုက်ပြီးတော့အဲ့ဒီ choose file နေရာနေရွေးပြီးတော့ထည့်ရမယ်ပေါ့နော် passport ပုံထည့်ပြီးရင် next ကိုထည့်မယ် okay ဒီမှာကကျတော့ကိုယ့်ရဲ့ပုံကိုတင်ပြင်ကျင်တာပဲဖြစ်ဖြစ် photo ပြင်ကျင်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုပြင်ပြရတယ် okay ပြီးလို့ရှိရင်နားလေချောင်း button လေးကိုနှိပ်မယ်ပေါ့နော်ပြီးဒီဟာကကျတော့ task voucher ပေါ့နော်task voucher ပေါ့နော်အဲ့ဒါလေးကိုစစ်ကြည့်လို့ရတယ်မှားပေါ့နော်မှားနေလို့ရှိရင်လည်းအပေါ်မှာပြထားတဲ့ဥစ္စာလေးကိုပြန်ပြင်လို့ရတယ်ပေါ့နော် okay ပြီးရင် confirm ဒီမှာလည်းဒီမှာချက်ပြတာပြုမဲ့နေစစ်နေပေါ့နော်ဒီမှာရှင်ကိုကဘေးပေးမယ်ဆိုလို့ရှိရင်ဒီမှာဒီလေးကိုပြောင်းpayment ဆို payment ကို print ထုတ်လိုက်ပါတော့ဒီ payment okay ခဏစောင့်မယ်အဲ့တော့ဒီမှာဒီပဲချက်လက်တွေပေါ့နော်ကိုဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ QR code လေးရှိရပေါ့နော်ဒီ QR code လေးကိုဒီမှာပေါ့နော်ဒီ QR code လေးကို scan ဖတ်ပြီးတော့ငွေပေးချေလိုက်လို့ရှိရင်သူက2ရက်အတွင်းပေါ့နော်2ရက်လောက်စောင့်ပြီးသွားလို့ရှိရင်တော့ဒီ status လေးကပြောင်းသွားမယ်ပေါ့နော်အဲ့ဒါ status ကဘယ်မှာကြည့်ရမလဲဆိုတော့status ကဒီမှာပေါ့နော် check status ဆိုတဲ့နေရာ check document ဆိုတဲ့နေရာမှာ successful ဆိုပြီးတော့ဖြစ်သွားတယ်ဆိုလို့ရှိရင် JLPT form ရပြီပေါ့နော်
ကကျတော့ကြိုက်တဲ့ချိန်ဒီသူပေးထားတဲ့ရက်အတွင်းကိုကြိုက်တဲ့ချိန်အေးအေးဆေးဆေးတည်လို့ရတယ်ပေါ့နော်လူစရာပါညာမလို့ဖြစ်တဲ့အတွက်ကြောင့်မို့အရင်စိတ်ကြီးရယ်ဟိုက်တော့ဒီထဲမှာတော့ရရှိလို့ရှိရင်လာမြင်လို့ရပါတယ်ဟဲ့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ JPG ဖောင်ကိုလွယ်လွယ်ကူကူတင်လာမယ်လို့ထင်ပါတယ်ဟဲ့အဲ့ဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye